ကောင်လေးတစ်ယောက်ကမဲလိုက်နေတော့ချင်းသေးဘရင်နဲ့တွေ့ဆုံခဲ့ပါတယ်ဒါပေမဲ့ချင်းသေးရဲ့မျက်လုံးတွေထဲမှာတက်ဖြတ်လိုတဲ့အငွေ့သက်မရှိတာကြောင့်သူကသူ့ရဲ့တနက်ကိုချလိုက်ပါတယ်မထင်မှတ်ပဲအဖေဖြစ်သူကချင်းသေးကိုတနက်နဲ့ပစ်ခတ်လိုက်ပါတယ်ချင်းသေးကဒေါသပေါက်ကွဲပြီးကောင်လေးပေါ်ကိုခုံအုပ်လိုက်ပါတယ်ကောင်လေးတေတော့မလို့ဖြစ်နေတော့မှာပဲချင်းသေးရဲ့သွေးကသူ့ရဲ့ဒဏ်ရာတွေကိုစီးကျသွားခဲ့ပါတယ်ချက်ချင်းပဲသူ့ရဲ့မျိုးရိုးဗီဇနဲ့ချင်းသေးရဲ့မျိုးရိုးဗီဇတွေပေါင်းဆက်သွားပြီးလက်လက်အနေနဲ့သူ့ခန္ဓာကိုယ်ကစွမ်းထက်တဲ့စင်ကယ်ပြောင်းလဲမှုတစ်ခုဖြစ်ပေါ်သွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီနောက်မှာတော့အဖေဖြစ်သူကချင်းသေးကိုအမဲလိုက်ပြီးနယံပေါ်မှာချိတ်ဆွဲထားခဲ့ပါတယ်ကောင်လေးကဒေါသထွက်ပြီးသူ့ဖေနဲ့ရန်ဖြစ်ခဲ့ပါတယ်သူကအိမ်ပေါ်ကနေဆင်းသွားပြီးမြက်ခင်းပြင်စီကိုပြန်သွားခဲ့ပါတယ်ရုတ်တရက်သူကမြေကြီးတုံခါလာတာကိုကြားလိုက်ရပါတယ်သူလက်ကြည့်လိုက်တော့ကျွဲအုပ်တအုပ်ကသူ့စီကိုပြေးလာနေခဲ့ပါတယ်သူတေတော့မယ်လို့ထင်လိုက်တုံးမှာပဲကျွဲတွေကသူ့ကိုတမင်တကာရှောင်ကွင်းသွားကြပါတယ်တကယ်တော့ကျွဲအုပ်ရဲ့ခေါင်းဆောင်ကသူ့ကိုအကာအကွယ်ပေးခဲ့တာပါဒါကသူ့မှာထူးခြားတဲ့စွမ်းအားတစ်ခုရှိနေတယ်ဆိုတာကိုသဘောပေါက်သွားစေခဲ့ပါတယ်သူကအစတထောင်ပိုတမာလာယုံသားမကကျက်တစ်ထက်တောင်ပုံမြန်နေခဲ့ပါတယ်အခုဆိုရင်သူကလူနဲ့တော်တိုင်းတိရစ္ဆာန်တွေရဲ့အားပြိုင်မှုမှာလွယ်လွယ်ကူကူပဲအနိုင်ရနိုင်ပါပြီအဲ့ဒီနေ့မှာတော့သူတနက်တန်တစ်ချက်ကြားလိုက်ရပါတယ်သူ့ရဲ့လူသားထက်ကြော်ုံနဲ့အာယုံခံနိုင်စွမ်းတဲ့သူက10 ကီလိုမီတာကွာကကျွဲတွေကိုအမဲလိုက်နေတဲ့မူဆိုးတွေကိုမြင်တွေ့လိုက်ရပါတယ်သူကကျွဲတွေကိုပြန်ကူညီပမလား